ငါပြောမယ်မီဒီယာတော့ငါပြောချင်တယ်ကွမီဒီယာတော့ဝေဖန်ရေးတက်မလုံးနဲ့နောက်ကျောင်းပြန်တဲ့ဟာမျိုးတော့မလုပ်ပါနဲ့နောက်ကျောင်းပြန်တဲ့ဟာကြီးတိုင်းပြည်တိုးတက်ရေးမဟုတ်ဘူးနော်နောက်ကျောင်းပြန်လာပြီးတိုင်းပြည်တိုးတက်တာမဟုတ်ဘူးဝေဖန်နေတာဝေဖန်ရေးတက်တို့ရင်ကိုအရင်ဝေဖန်ရမယ်ကိုဝေဖန်ပြီးတော့မှသူများကိုဝေဖန်ရမယ် အဲ့ဒါမီဒီယာဝေဖန်ရင်းလို့ဆိုလို့ရှိရင်အန်ကလက်ထက်တုန်းကဝေဖန်လို့မရခဲ့တဲ့အခါမှာခုလက်ထက်မှာနောက်ကျောင်း ဟာဒါကတော့သူစနစ်နဲ့စနစ်ချင်းမတူဘူးကွာ ဟုတ်တယ်အန်ကအဲ့ဒါကြောင့်မလို့ထောက်ပြပြောဆိုမှုတွေရှိတဲ့အပေါ်မှာအန်ကကဝေဖန်တယ်လို့ဆိုလို့ရှိရင်လည်းအဲ့ပေါ်မှာလည်းဖြစ်ပါတယ်အန်ကပြန်ပြီးတော့လည်း share အေးမင်းတို့ဝေဖန်နေတာပဲလေကွာဟုတ်ဝေဖန်နေတာပဲလေကွာဝေဖန်တယ်လို့မမြင်လို့မရဘူးလေ ထောက်ပြခဲ့တာထောက်ပြမှုတွေပေါ်မှာအရင်ကအချိန်မှာ ဒီမဲ့အဲ့ဒါစနစ်ပေါ်မှာမူတည်တယ်ကွာငါတို့အဲ့ဒါအရင်တော့စစ်အစိုးရလေစစ်အစိုးရဆိုတော့စစ်အစိုးရပုံစံတိုင်းလုပ်ကြတာအခုကဒီမိုကရေစီစနစ်လေကွာဒီမိုကရေစီစနစ်ဆိုတော့ဒီမိုကရေစီစနစ်အတိုင်းသွားတယ်သို့တော်ညာလို့တို့ဒီမိုကရေစီစနစ်ဒီမြန်မာနိုင်ငံနဲ့စီလျော်တဲ့ဒီမိုကရေစီစနစ်ပဲဖြစ်ရမယ်